ရထားရဲ့မိုင်းမော်ဧကရီတို့မဟုတ်စောမော်လာရဲ့အကြောင်းပဲဖြစ်ပါရဲ့ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့အနီးကဆယ်လန့်ရွာလေးဟာစောမော်လာခေါ်မိုင်းမော်ဧကရီရဲ့မွေးဖွားရာဇာတိလေးပါ။စောမော်လာမွေးဖွားရာဇာတိဖြစ်တဲ့ဆယ်လန့်ရွာကလေးဟာအလွန်တာယာလှပြီးပန်းတွေလည်းစုံလင်လှပါတယ်။ရိုးသားတဲ့ရှမ်းလူမျိုးတွေရဲ့ရွာဖြစ်ပြီးဆယ်လန့်သူတွေချောတယ်ဆိုတာကတော့ခုချိန်ထိနာမည်ကြီးတော့ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ထောင်ကျော်ခန့်ကလေးကကြီးကျယ်စီကားခဲ့တဲ့မော်ရှန်ဘီရင်တို့အစိုးဆိုင်ခဲ့ရာဆယ်လန့်ရွာရှိနန်းတော်ဟောင်းနေရာဟာခုချိန်မှာတော့ဖះเจ้าကန်စီဒီပထိုးတွေတည်ထားပြီးဖြစ်ပါတယ်။မိုင်းမော်ဆိုတာကတော့တကောင်းပြည်ကြီးကိုစဉ်ဆက်မပြတ်တည်ထောင်ခဲ့တဲ့တာကီဝင်းမင်း33ပါရဲ့နောက်ဆုံးမိဘိနကရာဇာရဲ့ရီတော်ရီဘိနကာရိအမင်းဟာတရုတ်တို့ရဲ့ရန်ပေးကြောင့်မလဲအရက်ကိုတိတ်ဆောင်ခဲ့ရပါတယ်။အဲဒီကနေအေယာရီမြစ်အရှိတ်ရွှေလီမြစ်ရဲ့လက်ရာဘက်မှာပြန်ပြူးညီညာတဲ့မြေပြင်ဒေသမှာမောပြည်ကိုတည်ထောင်ခဲ့ပြီးမောကုတ်ပြည်ကိုတည်ထောင်ခဲ့ပါလို့ဆိုကြပါတယ်။မိုင်းဆိုတာရွာတော့မဟုတ်မြို့လို့အတိတ်ပဲရှာလေတော့မိုင်းမော်ဆိုတော့မောရှန်တို့ဌာနေလို့ပဲဆိုရမှာပါ။စောမော်လာဆိုတာမိုင်းမော်စောပါကြီးတစ်ပါးဖြစ်တဲ့ဆက်ခွန်တွန်းတော့မဟုတ်ဆက်လုံဟုံမဲရဲ့ချောမော်လာပါတဲ့ရှမင်းသမီးလေးပေါ့။အမှောင်မွေးပါခဲ့ခြင်းဖြစ်ရာစောမော်လာဟာအကြီးဖြစ်ပြီးမောင်တော်ခွန်ကော်လန်းဟာအငယ်ဖြစ်ပါတယ်။စောမော်လာကိုမွေးဖွားခြင်း၌မိန်းမောလုံဟော်နန်တွေ့ရှိစစ်လက်နဲ့ပစ္စည်းများဟာအယောင်ဖြိုးဖြိုးဖြောက်ဖြောက်များလင်းလက်ပြီးလှုပ်ရှားခါရမ်းခဲ့သည်ဟုဆိုကြပါတယ်။ဒါကြောင့်လေတစ်ချိန်မှာဖျားရီတီတသနာပြုနိုင်ခဲ့တဲ့ငယ်ရွယ်သူရှမ်းမင်းသမီးလေးစောမော်လာကိုပါရမီရှင်လို့တည်စားကြတာပေါ့လေ။ထို့တို့ဖြစ်ခြင်းကိုရှမ်းဘာသာအရလက်လိုင်းတီဟုခေါ်ဆိုပြီးစမ်းကြဲခြင်းဟုအထိပ္ပယ်ရသည်ဆို၏ထို့ကြောင့်သမီးတော်လေးအားဆက်မိန်လက်ဟုအမည်ပေးခဲ့ပြီးအချို့ကဆက်မွန်လက်ဟုခေါ်ဆိုကြပါတယ်အဆိုပါဆက်မွန်လက်ကိုဗမာဘာသာဖြင့်ပြန်ဆိုရေးသားရမှာစောမော်လာဟုခေါ်ဆိုရေးသားခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုကြပါတယ်သမီးတော်စောမော်လာဟာခမဲတော်မိုင်းမောစောပါကြီးနဲ့မဲတော်မဟာကျေရီတို့နှုတ်တိုက်တင်ကြားပေးခဲ့တဲ့ဗုဒ္ဓံပူဇေမိဓမ္မံပူဇေမိတန်ခံပူဇေမိတို့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိဆိုရဲတရဏဂုံသုံးပါးတို့ကိုအမြဲရွတ်ဖက်တရဆယ်နေလိရှိတယ်လို့ဆိုကြပါတယ်ဒါတွေကိုကြည့်ချင်းအဖြစ်ရုပ်ရည်အလားတရားတာမကစိတ်နေစိတ်ထားကိုယ်အမူအရာတွေကလည်းတစ်ချိန်မှာမိုင်းမော်ဧကရီလို့တည်စားလာခဲ့ရတာဖြစ်ပါတယ်အနော်ယထာမင်းလက်ထက်မှာပထမမြန်မာနိုင်ငံတော်ကြီးကိုစုစည်းတည်ထောင်နိုင်ခဲ့ရုံတာမကပကံနေပြီးတော့မှကြီးစိုးနေတဲ့အရေးကြီးတို့ရဲ့အယူမူဝါဒကိုဖယ်ရှားကရှင်အာရဟံဤတွန့်တင်မှုဖြင့်ထေရဝါဒဗုဒ္ဓသာသနာကိုပြန့်ပွားစေခဲ့ပါတယ်ဗုဒ္ဓဘာသာကိုတက်ဝင်ယုံကြည်သွားတဲ့အနော်ယထာမင်းဟာစီဒီပထိုးများကိုတိထားကုတ်ကွယ်ရုံသာမကမြတ်ဗုဒ္ဓရဲ့တရိယတတော်များကိုပါရှားယူပူဇော်နိုင်ဖို့ကြိုးစားခဲ့ပါတယ်ဥတီပွားမင်းစိုးစံနေတဲ့ကန္နာလာရိတရုတ်ပြည်၌ဗုဒ္ဓဖျားရှင်ရဲ့လက်ဝဲဆွဲတော်မြတ်ရှိသည့်ကြား၍ဆွဲတော်ပင့်ဆောင်ယူရန်စစ်တီဘိုးပါများစွာနှင့်ရှိတော်မူခဲ့ပါတယ်ကျန်စစ်သားကြတော်လူဆန်းကောင်း၄ဦးနှင့်ရွှေဖြင်းကြီးရွှေဖြင်းငယ်တို့လည်းပါပါတယ်တရုတ်ပြည်မှာပြီးသောဆွဲတော်မြတ်ကိုကအနော်ယထာမင်းအဋိဌံ၍ပင့်တော်လေတရုတ်ပြည်တွင်သာသာသနာ9000တိုင်အောင်တည်ရှိမည်ဟုတဲ့ဗျာဒိတ်အရာပြည့်ဆောင်၍မရခဲ့ချေတို့ရာတွင်တရားမင်းပိဆက်သည်ဟုဆိုသောမြတ်စင်းတုတစုကပြည့်ဆောင်နိုင်ခဲ့သည်ဟုမှတ်တမ်းများကဆိုကြပါတယ်အဲ့ဒီကိုအသားမာကလေးကမိုင်းမော်စော်ပါစီအဝင်မှာပဲရှေးပါရမီရေးဆက်ကြစောမော်လာကိုအနော်ယထာမင်းကြီးကမြစ်တာတဝင်ခဲ့ပါတယ်တချို့အဆိုအရကောင်းချင်းငါးဖြာနဲ့ပြည်စုံတဲ့မောရှမ်းမင်းသမီးကိုအနော်ယထာမင်းကလက်ဆက်ခွင့်တောင်းခဲ့တယ်လို့လည်းဆိုပါတယ်ဒါကြောင့်လေတရုတ်ပြည်ကိုဆွဲတော်သွားဖို့ရာကနေအပြန်ခီးမှာစောမော်လာတို့နန်းတော်ရှိရာရွှေလီမြစ်အနီးမှာစခန်းချနာနေတဲ့အနော်ယထာမင်းကြီးကိုရှမ်းစော်ပါကြီးကတွားရောက်တွေ့ဆုံပြီးနှစ်နိုင်ငံရှိကြည်ရဲ့လက်ဆောင်အဖြစ်သမီးတော်စောမော်လာကိုပဏာဆက်တာခဲ့ပါတယ်ချော်မော်လာပတိမ်မွေပြီးအသားအရည်ညံ့ညောဖြူစင်လာကသူမမတက်ရလိုက်ရင်တော့အရက်နဲ့ညီမြအောင်ရှိလျားလာတဲ့စံတွေမဲမဲနဲ့နဲ့တွေကိုပိုင်ဆိုင်နေရှမ်းမင်းသမီးစောမော်လာကိုအနော်ယထာမင်းကြီးကရှမ်းစော်ပါကြီးရဲ့လက်ဆောင်အဖြစ်မျက်မျက်နှုံနှုံတိမ်ပိုက်ပြီးပကံရွှေနန်းတော်စီကိုခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်မိုင်းမောနယ်မှာရွှေလက်တွဲ၍ပြန်လာကြတဲ့ပကံပြည့်ရှင်အနော်ယထာမင်းကြီးနဲ့မောရှမ်းမင်းသမီးလေးစောမော်လာတို့ဟာကြော်စင်အရက်ကိုဆက်ရောက်ကြပါတော့တယ်ကြော်စင်တလားဆိုတာကတောင်ကိုလာရင်ဒုထဝီမြစ်မြင့်ငယ်မြစ်ဖြားပိုင်းမြောက်ကိုလာရင်မရယာမြစ်အနောက်ကိုလာရင်အေယာရီမြစ်အရှိကိုလာရင်တောင်ရှိ
အဲ့ဒီကြားတွေကတောင်မြောက်မိုင်40ရှိတဲ့မြေကွက်လေးနေကြဒေသကြီးကိုတချင်ကကျော်စီတိုက်လို့လေခေါ်ခဲ့ကြတာပါတောင်ပြုံးရွာဆိုတာလေအဲ့ဒီနေရာပါပဲအဲ့ဒီနေရာရောက်တော့အနော်ယထာမင်းကြီးနဲ့မိဖုရားမောရှန်မင်းသမီးလေးတို့ဟာဆူတောင်းပြည့်စီတီကိုတည်ခဲ့ကြပါတယ်ရှင်နေခင်မှာခေါခေါနေကြတဲ့တောင်ပြုံးဆူတောင်းပြည့်အုတ်နှစ်ချက်လက်ဖျားဖြစ်ပါတယ်မန္တလေးတောင်တော်ရဲ့မြောက်ဖက်တက်တဲ့10မိုင်လောက်အကွာမရိယာမြို့နယ်ထဲမှာရှိပါတယ်ဆူတောင်းပြည့်စီတီတော်ကိစ္စပြီးရတဲ့အနော်ယထာမင်းကြီးဟာမိဖုရားစောမော်လာနဲ့အတူနောက်လိုက်ပူပါချန်ရပြီးပကံနေပြည်တော်စီကိုစုံစင်းလာခဲ့ပါတယ်ဒီလို AR မြစ်ကြောင်အတိုင်းစုံစင်းလာရင်လမ်းမှာရွှေကျက်ရဲ့ဖျားရွှေကျက်ဖျားတို့ကိုလည်းတည်တော်မူခဲ့ပါတယ်အနော်ယထာမင်းဟာပကံတို့ရောက်ရှိတဲ့အခါမင်းသမီးလေးစောမော်လာကိုအလွန်မြတ်နိုးသဖြင့်မိဖုရားအဖြစ်ရှိမြောက်ကအဆောင်အရှောင်အပြည့်အစုံဖြင့်အပားတော်၌အမြဲလိုလိုထားတော်မူခဲ့တယ်ရှမ်းမင်းသမီးလေးစောမော်လာဟာအနော်ယထာမင်းနဲ့လက်ဆက်ချိန်မှာအသက်28နှစ်ခန့်ရှိပြီဖြစ်ပါတယ်စောမော်လာဟာအနော်ယထာမင်းရဲ့အချစ်ဆုံးနဲ့နောက်ဆုံးမိဖုရားလည်းဖြစ်ခဲ့ပါတယ်စောမော်လာဟာဘာသာတရားကိုအလွန်ယိုသည့်ကိုင်းရှက်သူတအုပ်ဖြစ်တယ်လို့မိန်းမလုံမပါရှိလာတဲ့သူမရဲ့နတာမှာဖျားတတော်များကိန်းဝေ၍ဌာပနာထားကဝစ်စင်ထားသည်ဟုလည်းဆိုကြပါတယ်ထို့ကြောင့်စောမော်လာဖျားရှိခိုဝေပြုစဉ်တွင်ထိုနတောင်မှရှောင်းကြီးများထွန်းတောက်ကကိုမြူးလေးရှိပါတယ်အနော်ယထာဤချစ်မြတ်နိုးမှုကိုခံယူသူကိစ္စကြီးငယ်ဟုသမျှကိုအတိုင်ပင်ခံရသူစောမော်လာကိုမိဖုရားအချို့နဲ့အခြားမောင်မမိတန်တို့ကမနာလိုမှုများဖြစ်ကမင်းကြီးအားစောမော်လာသည်ကဝေအတက်များတက်မြောက်သူဖြစ်ကြောင်းသူမ၏နတာမှဓာတ်တော်အလင်းရောင်သည်စုံတောက်ချင်းသာဖြစ်ကြောင်းဂုံချောကြသည်အနော်ယထာစောမော်လာကိုလွန်စွာမျက်နှာသူဖြစ်တာကြောင့်လာရောက်ဂုံချောသူများကိုပြင်းပြင်းထန်ထန်တုတ်ပြန်ပြောဆိုခဲ့ပါသည်ဤတွင်အချို့မောင်မများကမင်းကြီးအားစောမော်လာကပြုစားထားသောကြောင့်ယခုကဲ့သို့ပြောဆိုနေခြင်းဖြစ်သည်ဟုနန်းတွင်၌စကားရှုပ်ကြပြန်ပါသည်ထိုစကားများဟာအနေနဲ့အများဆိုသလိုမင်းကြီးနှင့်စောမော်လာတို့နှစ်ဦးထံပြန်လဲပေါက်ကြလာခဲ့သည်ထိုအခါချစ်ကြည်သူနှစ်ဦးအတူနေကြရမည့်နေရများသည်ကုံဆုံးခံနေပြီကိုလည်းနှစ်ဦးသားသဘောပေါက်လာကြပါသည်များမသာမီစောမော်လာသည်အနော်ယထာမင်းအားမိမိအနေဖြင့်ရှမ်းပြည်သို့ပြန်၍တသနာပြုလိုကြောင်းလျှောက်တင်ကနေပြည်တော်မှထွက်ခွာရန်ပြင်ဆင်ပါတော့တယ်အနော်ယထာဟာစောမော်လာကိုလွန်စွာမျက်နှာသဖြင့်ထို့သို့၆တင်သည်ကိုစိတ်မရှမ်းမိတော်ညာအခြေအနေအရရက်ကိုဆင်ခြင်ကပြန်ခွင့်ပေးတော်မူခဲ့ရပါတယ်ထို့သို့မင်းသမီးစောမော်လာပကံပြည်မှထွက်ခွာတဲ့အချိန်သည်အနော်ယထာအနေဖြင့်ရွှေစည်းကုံစေတီတော်ကိုတင်းနေစေကာလဖြစ်သည်ဟုလည်းဆိုသည်မင်းသမီးလေးစောမော်လာသည်ပကံပြည်မှထွက်ခွာလာပြီး10ရက်မြောက်သောနေ့၌ယနေ့မန္တလေးမြို့မှာပြည်ဦးလင်အကြလန်း33မိုင်လောက်ဝေးတဲ့နေရာမှာရှိတဲ့ပန်းချောင်းနတောင်းကြချောင်းကိုရောက်ခဲ့ပါတယ်ရှေ့ရခင်ကတော့ပန်းချောင်းလို့ပဲခေါ်ခဲ့ပါတယ်တောင်မြောက်စီးဆင်းနေပြီးဒုထရီမြစ်ထဲစီးဝင်ခဲ့တဲ့အချောင်းမှာ၎င်းစမ်းချောင်းငယ်တစ်ခုအနီးတွင်ခိတ္တအနာယူကအိတ်ဆက်ခဲ့ကြပါတယ်နောက်အဲ့ဒီချောင်းကိုစောမော်လာတို့ဖြတ်ကူးတဲ့အခါဗဇက်ရာဇဝင်အချို့အရာစောမော်လာဟာခါဝိတော်ကိုခေါင်းပေါ်တင်ကူးမိလို့နတောင်းတော်ချောင်းလေးကျခဲ့ရဆိုပါတယ်ဒါကြောင့်လေနတောင်းကြချောင်းလို့ခေါ်ခဲ့တာပါတဲ့ပြန်ကောက်တော့လဲမရရေအောက်မှာပဲအရာအဝါတောက်ပနေခဲ့ပါတယ်နတောင်းတော်ရဲ့အရာအဝါတွေကြောင့်ဝင်းကျင်ကောင်းကင်ရမှာစာငှက်ငယ်တွေဝင်းရံပြီးပွေတော်ပြတိဟာပြခဲ့ပါတယ်စောမော်လာလေရှစ်ခိုးပူဇော်အတိတ်ချံပြုတ်လိုက်တဲ့အခါမှာတော့နတောင်းတော်ဟာနားဝေပန်မြဲဖြစ်လာပါတော့တယ်စောမော်လာဟာကြီးစွာသောတရားအဟုန်ဖြစ်ပေါ်ကရောင်ကြီးတော်လွတ်တဲ့နတောင်းတစ်ဖက်နှင့်ဓာတ်တော်တို့ကိုခြာပနာ၍ညံတော်9000အမြင့်ရှိသောဇေယီတော်တဆုကိုမိမိနှင့်အတူပါလာသောအချွေအရန်တက်သားများ၏လောက်အားဖြင့်တည်ထောင်ခဲ့ပါသည်ဖယားမုံဝကိုလည်းမွေးရမြေအရှိမောရှမ်းမြေဖက်သို့လှည့်ထားလေသည်ထို့သို့ဇေဒီတဲသည်ကိုအနော်ယထာမင်းကြားသည်သောဖယားမုတ်ကိုမြည်သည့်ဘက်သို့လှည့်သည်ကိုသိရှိလို၍မြင်းတီတော်များကိုဆေလွတ်ကြည့်ခိုင်းခဲ့တယ်လို့ဆိုကြပါသည်စောမော်လာဟာမိမိအားချင်းမြတ်နိုးလက်ကပင်မတက်တာ၍ခွဲခွာသွားရခြင်းဟုမှတ်ယူပါကဖယားမုတ်ဝအားပကံပြည်ဘက်သို့လှည့်ထားပေလိမ့်မည်ဟုမျှော်လင့်ကဆေလွတ်ချခြင်းဖြစ်သည်မြင်းတီတော်များသည်နေ့မအားညမအောင်ဒုံဆိုင်စီးလာကြရာစောမော်လာထံညအချိန်တွင်ဆက်ရောက်သည်စောမော်လာသည်မြင်းတီတော်များထံမှအနော်ယထာဤမျှော်လင့်ချက်ကိုကြားသိရသည်တွင်စိတ်မကောင်းဖြစ်သွားခဲ့သည်ထို့နောက်မြင်းတီတော်များကိုအိတ်ဆက်အနာယူစေကညတွင်ချင်းပင်ဇေဒီမုံဝကိုအခြေပတ်မကျအနောက်ဘက်မကျပြင်ဆင်ဖောက်လုပ်ခဲ့သည်မနက်လင်းလင်း
ပကံသားများအားပြင်ဆင်ဖောက်လုပ်ထားတဲ့မုံဝကိုပြကမိမိသည်မွေးရမြေကိုလွမ်းဆွတ်တဲ့ကဲ့သို့အနော်ရထားမင်းကြီးအားလည်းချစ်မြတ်တာမပြတ်ပါကြောင်း၆တင်စေခဲ့သည်မိတို့ပင်ဆိုသည်စောမွန်လာနှထောင်ကြခဲ့သောချောင်းကိုရှင်လေးတိုင်းနှထောင်ကြချောင်းဟုခေါ်ကာစောမွန်လာနှထောင်မှရောင်တော်လှစိစာပတိငှက်များချမ်းရနေခြင်းကြောင့်ထိုနှထောင်ပြည့်တည်သောစေတီတော်အားရွှေစာရန်ဖျားဟုခေါ်ဆိုသမုတ်ခဲ့ပါသည်စေတီမုတ်ကိုအခြေဘက်မကြောက်အနောက်ဘက်မကြကိုအနော်ရထားမင်းကြားတည်ရသောကြည်နဲ့ဝမ်းမြောက်တင်နှင့်အနီး၎င်းဖျားပတ်လေတွင်မိသား1000လှူတော်မူခဲ့ပါသည်နောက်အခါအလောင်းစီသူမင်းကမြေထက်၍လှူတော်မူသည်ဧဝမိုးညင်မင်းတရားကြီးမိုးညင်တို့လက်ချက်တွင်ဖျားကိုအတောင်30အထိနှင်၍တည်တော်မူသည်ယနေ့ထက်တိုင်ရွှေစာရန်ဖျားပွဲတော်ကိုနေ့စဉ်တပေါင်းလားပြည့်နေ့မှတပေါင်းလားပြည့်ကျော်9ရက်နေ့အထိကျင်းပခဲ့ကြပါတယ်ရှမ်းမင်းသမီးလေးစောမော်လာဟာအပြိုင်ခရီးလမ်းတစ်လျှောက်မှာရွှေစာရန်စီတီအပါအဝင်စီတီပေါင်း8စုတည်ခဲ့ပြီးဆက်လက်၍ခရီးဆက်ခဲ့ရာယခုတီဘောမြို့နာအရောက်စားထွက်ရှိရာအရ၌9စုမြောက်စီတီအားကျန်ရှိသောနှထောင်တစ်ဖက်ကိုထားပနာ၍900အမြင့်ရှိတဲ့စီတီတစုထပ်မံတည်ခဲ့ပြန်ပါတယ်ထိုစီတီကိုရှမ်းတို့ကကောင်းမမောကေဟုခေါ်သည်ကောင်းမှုသည်ရှမ်းဘာသာဖြင့်စီတီတော်မောကေသည်စတွင်းဟုအတိတ်ပဲရပါသည်မြန်မာတို့ကဘောကျိုဖျားဟုခေါ်ဆိုကြသည်အချက်အလက်မတူသောမူကွဲသမိုင်းအချို့လည်းရှိပါတယ်ပကံနန်းတွေမှသမီးတော်လေးထွက်ရှိလာခဲ့ကြောင်းကိုဖခင်မိန်းမစော်ပါကြီးသိရှိတဲ့အခါတားတော်ဥပရာဇာစက်ကော်လျက်အားအချက်အယံတက်များနှင့်အတူဆဲလို့၍သမီးတော်စောမွန်လာအားတွားရောက်ကြိုဆိုစေသည်သို့သောလန်ခီကြမ်းတမ်းခြင်းမိမိချစ်တော်သူနှင့်တွေ့ခွင့်ရခြင်းရှားတီဥဒုအပြောင်းလဲတို့ကြောင့်စောမွန်လာသည်မောင်တော်စက်ကော်လျက်ဤအကျိုးတက်နဲ့လည်းမတွေ့စုံမိန်းမနေပြီးတော့တို့လည်းမရောက်မီယခုတီပေါင်းမြို့အနီးလမ်းကူလက်ဖာပင်အဖျားယောဂါဖြင့်ကန်တော်ကုန်ခဲ့ရပါတယ်စော်ပါကြီးဟာသမီးတော်စောမွန်လာကိုရှိစုပြီးအဲ့ဒီနေရာဒုထဝရီမြိတ်နတ်မတူမြိတ်ကမ်းနပ်ဖို့မှာစီရီတစုတည်ထားပြီးရှုပ်ပါတော့စင်းတူတော်နဲ့တရိယတက်တော်ရီထာပနာခဲ့ပါတယ်အဲ့ဒီစီရီကတော့ယနေ့တိုင်းဖူးတွေ့နိုင်တဲ့စောမွန်လာစီရီကရှင်မော်လာစီရီပဲဖြစ်ပါတယ်အမတော်ကန်တော်ကုန်ပြီဟုကြားသိရတဲ့မောင်တော်ဆက်ကော်လျက်ဟာလေအချို့အမှားဘူးတို့ဤထုံးစံအရာအမတော်နဲ့မရှိမနှောက်မှာပင်ကံကုန်ခဲ့ရရှာလေသည်နှစ်ပေါင်း1000နီးပါးရှိပြီဖြစ်ပေမဲ့စောမွန်လာဟာရာဇဝင်ထဲမှာထင်ရှားစေပါစောမွန်လာအတွက်အရှိစုပြီးအလူဒါနများပွဲလန်းတပင်များကိုလည်းခုချိန်ထိကျင်းပနေစေဖြစ်ပါတယ်စောမွန်လာမွေးဖွားရာဆယ်လက်နန်းတော်ဟောင်းနေရာမှာလေစောမွန်လာအမတ်တရစီတီအပြင်စောမွန်လာအတွက်နန်းဆောင်တဲ့အတူစောမွန်လာရဲ့ရုပ်တုများကိုလည်းထုလုပ်ပူဇော်ခဲ့ပါတယ်ရှမ်းမင်းသမီးလေးစောမွန်လာအကြောင်းကိုလေ့လာမိရတွင်ပထမမြန်မာနိုင်ငံတော်ဤစိတ်ဝင်စားပွဲဖြစ်ရများအနက်မှစွန့်ပြတ်ကြည်နူးပွဲနှင့်ဝမ်းနဲ့ကြည်ကွဲပွဲရတာတို့ကိုပြီးစွမ်းနိုင်သည့်ဖြစ်ရတစ်ခုအဖြစ်သုံးသပ်မိပါတော့တယ်